လို bonus ပေးပွဲကြီးကိုကြီးကျယ်ခမ်းနားစွာအားလုံးပျော်ရွှင်စေဖို့အတွက်ကျင်းပပြုလုပ်ခဲ့တဲ့နိုင်ငံကျော်ဇွဲထက်စိန်ရွှေရတနာဆိုင်ကြီးရဲ့ပဲ့ကိုင်ရှင်များအပါအဝင် BOD အဖွဲ့ဝင်များအားလုံးကိုအမတ်တရကျေးဇူးတင်စကားပြောကြားပေးမယ့်အစီအစဉ်ဖြစ်ပါရဲ့ရှင်အမတ်တရကျေးဇူးတင်စကားပြောကြားပေးဖို့အတွက်တဦးချင်းစီကိုကျွန်မဖိတ်ခေါ်သွားကြပါတယ်ပထမဦးစွာကျမတို့နိုင်ငံကျော်ဇွဲထက်စိန်ရွှေရတနာဆိုင်ကြီးမှာတာဝန်ထမ်းဆောင်နေတဲ့ Deputy Director ဦးအောင်ငယ်အားချစ်ခင်လေးစားစွာဖြင့်စင်မြင့်ထက်သို့ဖိတ်ခေါ်ပါရရှင်အားလုံးမင်္ဂလာပါခုဟိုပါပေါ့နိုင်ငံကျော်ဇွဲတဲ့ပိုင်ရှင်ဦးစန်းဝင်းဒေါ်ဝင်းပါနောက်လာ BOD အဖွဲ့ဝင်များနဲ့ဟိုပါ2024ခု2025ခုနှစ်မှာပေါ့အခက်အခဲများစွာနဲ့ဟိုပါပေါ့ဘောနဲ့ပေးတဲ့အတွက်ဟိုပါဝန်ထမ်းများအားလုံးရဲ့ကိုယ်စားပေါ့နော်ဒီဇွဲတဲ့နိုင်ငံကျော်ဇွဲတဲ့ပိုင်ရှင်မိသားစုအားလုံးကိုကျေးဇူးတင်ကြောင်းဝန်ထမ်းတွေရဲ့ကိုယ်စားကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ခင်ဗျာဆိုတဲ့ကိုလည်းဒီတဲ့အောင်မြင်အောင်ကျွန်တော်တို့ဝန်ထမ်းအားလုံးကလည်းစူးစမ်းတော်မယ့်အကြောင်းကိုထပ်လောင်းပြောကြားလိုပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးဒါဝန်ထမ်းအားလုံးရဲ့ကိုစားအမတ်တရကျေးဇူးတင်စကားပြောကြားပေးသွားတဲ့အတွက်ကျမတို့ဦးအောင်ငယ်ကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ဆက်လက်ပြီးတော့ကျမတို့ဒါအမတ်တရကျေးဇူးတင်စကားလေးတွေထပ်ပြီးတော့ပြောချင်တဲ့ကျမတို့ရဲ့ဒါပေါ့နော်နိုင်ငံကျော်ဇွဲထက်မှာတာဝန်ရှိသူလူကြီးမင်းတွေလည်းရှိပါသေးတယ်ရှင်ဒါဆက်လက်ပြီးတော့ကျမတို့ဝန်ထမ်းများအားလုံးရဲ့ကိုစားကျေးဇူးတင်စကားပြောကြားပေးပါရန် Deputy Director မဆန္နာမြင့်အားချစ်ခင်စွာဖြင့်စင်မြင့်ထက်သို့ဖိတ်ခေါ်အပ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ဟုတ်ပထမဦးအနေနဲ့ပေါ့နော်ဒီလိုအခက်အခဲကာလမှာဝန်ထမ်းတွေပေါ်ကိုဒီဘောနက်ပေးပွဲကြီးကိုကြီးမမလုပ်ပေးရတဲ့အတွက်တကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်ခုကကြတော့ဒီဘောနက်ပေးပွဲကြီးကိုပေါ့နော်အဓိကတော့ညီမတို့စိတ်တိုင်းကြားဝန်ထမ်းတွေစိတ်တိုင်းကြားလုပ်ပြီးရ BOD အဖွဲ့ဝင်တွေတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ပြီးရင်ဒီဇွဲတက်တစ်ချောင်းမှာပေါ့နော်ဇွဲတက်အောင်မြင်တဲ့တောက်လျှောက်မှာအသီးပွင့်တွေကိုဇွဲတက်ပိုင်ရှင်တွေမခံစားရဘဲနဲ့ဝန်ထမ်းတွေကိုပါမျှဝေခံစားပြီးတော့တိုးတက်အောင်ပေါ့နော်လက်တွဲခေါ်ပေးရအောင်လဲတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ညီမတို့ခုလက်ရှိပေါ့နော်ညီမဒီလောက်လာရဲ့တောက်လျှောက်ပါနော်ခု BOD အဖွဲ့ဝင်တွေဆိုရင်ညီမတို့ခေါင်းဆောင်တွေအပါအဝင်ဒီအောက်ကဝန်ထမ်းတွေအကုန်လုံးထီကိုမောင်နှမလို့ရောမိသားစုဝင်လို့ရောအဓိကတငယ်ချင်းလို့ရောပေါ့နော်တရင်တနည်းနဲ့လောက်ကင်တဲ့နေရာမှာတင်ယူပေးတယ်လက်တွဲခေါ်ပေးတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီထက်ပို့ပြီးတော့ပေါ့နော်အမားအပါဝင်ပေါ့နော်ဒီမှာရှိရဲ့ဝန်ထမ်းတွေအားလုံးပေါ့နော်ဇွဲတက်ကိုဒီထက်ပို့ပြီးကောင်းမွန်အောင်အောင်မြင်အောင်ရေရှည်ပေါ့နော်နှစ်အကြာကြီးဒီလက်တွဲပြီးတော့လောက်တာမဲ့လို့လည်းပြောပြပါရဲ့ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့အခုလိုမျိုးအမတ်တရရနေရလာတဲ့ကျေးဇူးတင်စကားကိုဝန်ထမ်းများအားလုံးရဲ့ကိုစားပြောပြပေးသွားတဲ့အတွက်ကျမတို့ Deputy Director မဆန္ဒမြင့်ကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ဆက်လက်ပြီးတော့ဒါကျမတို့ဒါဝန်ထမ်းမိတ်ဆွေညီကောင်မောင်နှမတွေအားလုံးရဲ့ကိုစားအမှတ်တရကျေးဇူးတင်စကားဆက်လက်ပြီးတော့ပြောကြားပေးသွားမယ့်အစီအစဉ်ရှိပါသေးတယ်ဒီစီစဉ်အတွက်စင်မြင့်ထက်သို့ချစ်ခင်လေးစားစွာဖိတ်ခေါ်ပေးရစီရှင်နိုင်ငံကျော်ဇွဲထက်မှာလက်ရှိတာဝန်ယူထားတဲ့တာဝန်ထမ်းဆောင်နေတဲ့ကျမတို့ Assistant Director ကျမတို့မနီလာအေအားစင်မြင့်ထက်သို့လေးစားစွာဖိတ်ခေါ်ပါရရှင်မင်္ဂလာပါရှင်ပထမဦးဆုံးပြောချင်တာကတော့ဗောနော်ခုလိုမျိုးခက်ခဲကာလမှာဝန်ထမ်းတွေဒီနေ့တာပြောပန်းဟိုပါဗောပြင်ပန်းခဲ့သမျှတွေကိုပျော်ရွှင်မှုဖြစ်အောင်လို့ခုလိုမျိုးဘောနက်ဝေးပွဲကိုစီစဉ်ပေးရတဲ့ဒီဥက္ခရာနဲ့ဒီဥက္ခရာနဲ့တကွာဗောနော် BOD အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်
နောက်တစ်ခုကကြတော့ပေါ့နော်အခုဒီဇွတ်ထက်မှာတာဝန်ထမ်းဆောင်ရတဲ့ကာလတစ်ခုမှာပေါ့ဒီဇွတ်ထက်ကောင်းကျိုးအတွက်တင်မဟုတ်ပဲဝန်ထမ်းတွေရဲ့တိုးတက်မှုဝန်ထမ်းတွေရဲ့ဘဝအာမခံချက်ရှိအောင်ဟိုအမြဲတမ်းကြည့်ပေးခဲ့တဲ့ပေါ့နော်ဒီဇွတ်ထက်မိသားစုဝင်အားလုံးကိုလည်းဝန်ထမ်းတွေကိုစားကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်။ပြီးတော့ဒီဝန်ထမ်းတွေကိုလည်းပေါ့နော်ဝန်ထမ်းတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုလိုမျိုးဇွတ်ထက်ကြီးမြန်မာနိုင်ငံမှာအောင်မြင်ဆုံးဖြစ်အောင်လို့အားလုံးဒီလုံရင်းကိုင်ရင်းနဲ့စိတ်နှောက်ယှက်တွေဖြစ်တာရှိရယ်ဖိအားပေးတာတွေရှိရယ်အဲ့ဒါတွေကိုမညှိုးမငြင်းမဲနဲ့ဒီအကြီးရည်နဲ့အတူတူလိုက်ပါဆောင်ရွက်ပေးရတဲ့အတွက်လည်းဝန်ထမ်းအားလုံးကိုလည်းကျေးဇူးတင်ပါတယ်အားလုံးဒီအခုလိုမျိုးပွဲကြီးကိုတက်ခန်းတနာနဲ့ပြုလုပ်ပေးထားတဲ့ဒီ BOD ဒီအကုန်လုံးဝန်ထမ်းတွေစိတ်တိုင်းကြစီစဉ်ပေးတဲ့ခွင့်ပြုပေးတဲ့ BOD ကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုလိုမတ်တရားကျေးဇူးတင်စကားပြောကြပေးသွားတယ်ကျမတို့ assistant director မန်နီလာအေးကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ကျမတို့အမတ်တရားကျေးဇူးတင်စကားပြောကြဖို့အတွက်နောက်ထပ်တူကိုဆက်လက်ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့အမတ်တရားကျေးဇူးတင်စကားပြောကြပေးနိုင်ပါရန်ကျမတို့ရဲ့ general manager မတ်မီမီတက်စွန်အားချစ်ခင်စွာပြင်ဆင်မြင့်ထပ်သူဖိတ်ခေါ်ပါတယ်ရှင်BOD ဖွဲ့ဝင်များနဲ့တက်ရောက်ပေးကြတဲ့ဝန်ထမ်းများအားလုံးမင်္ဂလာပါရှင်ပထမဦးဆုံးအနေနဲ့နိုင်ငံကျော်ဇွတ်ထက်မှာနိုင်ငံကျော်ဇွတ်ထက်ကိုစတင်တည်ထောင်တဲ့အကိုကြီးနဲ့မမကြီးကိုဒီစင်မြင့်မော်ကနေပြီးတော့ကျေးဇူးတင်စကားပြောပါတယ်ဂါရဝလည်းပြုပါတယ်ရှင်နိုင်ငံကျော်ဇွတ်ထက်ရဲ့ဝန်ထမ်းဖြစ်ရတာအရန်ဂုဏ်ယူပါတယ်တခုခုဆိုလို့ရှိရင်လုပ်ငန်းနဲ့ပတ်သက်ပြီးတခုခုဆိုလို့ရှိရင်လည်းတင်ပြပေးတယ်တိုင်မြင်နေပေါ့နော်အဲ့တော့ကြာဇွဲထက်မှာအလုပ်လုပ်ရတာအရန်ပျော်ရွှင်ပါတယ်အရန်လဲဂုဏ်ယူမိပါတယ်ရှင်ဒီနှစ်ကတော့2024 2025ဝန်ထမ်းအားလုံးပေါ့နော်ဘောနက်ပေးပွဲအစီအစဉ်ကိုကျင်းပပေးတယ်အခါတိုင်းနှစ်တွေလည်းကျင်းပပေးတယ်တစ်နှစ်နဲ့တစ်နှစ်မတူအောင်စီစဉ်တွေပြုလုပ်ပေးရပေါ့နော်ဒီနှစ်မှာတော့ event ပွဲလေးကိုထည့်ပေးရတဲ့အတိုင်းမသိဝမ်းသာပါတယ်ရှင်နောက်တစ်ခုကအခုနောက်ဆုံးပေါ့နော်ဝင်နေတဲ့ဝန်ထမ်းအစ်စ်မောင်လေးညီမလေးများကိုလည်းပေါ့နော်ဒီဇွဲထက်ကပျော်ရွှင်စရာရဝင်းဖြစ်တာဖြစ်တဲ့အတွက်ဒီထက်မကပို့ပြီးတော့စူးစမ်းပြီးတော့လောက်ကင်ကြဖို့လည်းစင်မြင့်မော်နေပြီးတော့တိုက်တွန်းချင်ပါတယ်ရှင်ဝန်ထမ်းအားလုံးကိုသာကျေးဇူးတင်စကားပြောခိုင်းတဲ့အတွက် BOD ဖွဲ့ဝင်များကိုလည်းကျေးဇူးထူးပဲတင်ရှိပါရှင်ဟုတ်ကဲ့ပါအခုလိုပြောပြပေးသွားတယ်ကျမတို့ general manager မတ်မီတက်ဆုံကိုလည်းကျေးဇူးထူးပဲတင်ပါတယ်ရှင်